ခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။မနရိုးရာဘေးရင်ချင်းတွေမှကြိုဆိုပါရစေ။ဒီနေ့မှာတော့ခုနှစ်ရက်သားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာမရမင်းအင်ဇလီမှဟောကြားထားသော2026ခုနှစ်မတ်လ20ရက်နေ့အတွက်တရက်စာဟောစရန်ကိုပြည့်စုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမေတ္တာဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အသစ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်။တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ရည်ရွယ်ထားသမျှစိတ်ကူးထားသမျှအရာရာအစဉ်ပြေနေမည်ဆွေမျိုးများရဲ့ဝမ်းသာစရာသတင်းကောင်းကြားရမည်အိမ်မကက်ချင်အလုပ်ပြောင်းချင်တာမျိုးဖြစ်နေတတ်သည်အချစ်ရေးမှာအထင်လွဲစရာများနှင့်ကြုံရမည်ကိုယ်လျားရန်သောဝေဒနာမျိုးခံစားရတတ်သည်9-9ပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအဖြူရောင်နှင့်ငွေရောင်ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာပေါင်းမုံထောပတ်တုတ်ကတ်လူပါတနင်္ဂနွေသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆီယာမရမင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်တနင်္လာသားသမီးများအတွက်တနေ့တာဟောစတန်တငယ်ချင်းမိတ်ဆွေမောင်နှမများနှင့်အစင်မပြေဖြစ်တတ်သည်ရင်ကိစ္စစက်ကိစ္စများအတွက်ပြောဆိုဖြေရှင်းရတတ်သည့်အလုပ်မှာအခွင့်အရေးကောင်းရတာအောင်မြင်မှုကြီးမားမားရတာမျိုးကြုံရတတ်ပါသည်ချစ်သူစီမှသတင်းကောင်းကြားရမည်ရင်ဘတ်အောင့်နေတတ်သည်4-9ပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအဝါရောင်ဖြစ်သည်ရပြမိမိအိမ်ရှိဖျားမှာနနက်သီးကတ်လှူပါတနင်္လာသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္လာသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆီယာမရမင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်အလုပ်ကိစ္စငွေကိစ္စများနဲ့ပတ်သက်ပြီးစကားပြောညှင်းခုန်ရတတ်သည်ရွေးချယ်ရခက်ဆုံးဖြတ်ရခက်စိတ်နှခွဖြစ်เสียများကြုံရတတ်သည်ကျမ်းမာရေးကောင်းနေတော့လဲလက်မှာထိခိုက်ဒဏ်ရာရတတ်သည်အချစ်ရေးตาရနေမည်9-9ပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအပြာရောင်ဖြော့ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာပဲပေါက်စီကတ်လူပါအင်္ဂါသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေအင်္ဂါသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆီယာမရမင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗုဒ္ဓဟူးသားသမီးများအတွက်တနေ့တာဟောစတန်အလုံးမှာမနာလိုသူအတိုက်ခံလုပ်သူများနေမည်ငွေကြေးကံမကောင်းသောနေ့ဖြစ်သည်အထူးသတိထားပါစက်ပစ္စည်းလျှက်စစ်ပစ္စည်းများပြတ်တတ်သည်စီးမျက်စိဒုက္ခပေးမည်အချစ်ရေးမှာตาရနေမည်2-8ပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာနီညိုရောင်ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာကြောက်ကြောကတ်လူပါဗုဒ္ဓဟူးသားသမီးများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဗုဒ္ဓဟူးသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆီယာမရမင်းအစ္စလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါ3995606492တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျာသာဗေဒသမီးများအတွက်တနေ့တာဟောစတန်အလုပ်ကိစ္စငွေကြေးကိစ္စများနှင့်ပတ်သက်ပြီးအထူးသတိထားဆောင်ရွက်ရမည့်နေ့ဖြစ်သည်စက်တူရှယ်ယာစာချုပ်ကိစ္စများအထူးအောင်မြင်ပြီးရွှေအလှပအမှုပညာနှင့်ပတ်သက်သောပစ္စည်းများဝင်လာပြီးလက်တစ်ပတ်မှာထိခိုက်ဒဏ်ရာရတတ်သည်အချစ်ရေးမှာตาရနေမီ6-3ပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအပြာရောင်နှင့်အပြာရင်းရောင်ဖြစ်သည်ရရာမိမိအိမ်ရှိဖျားမှာပဲကိတ်ကတ်လှူပါကြာသာဘေးသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေကြာသာဘေးသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီး
အခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရမင်းအင်ဇလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါသူညကို2560 649တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်အထက်လူကြီးအကြီးအကဲကြောင့်စိတ်ညစ်စရာများကြုံရတတ်သည်အလုတ်ကိုင်းရွယ်ချက်များတိလွဲနေတတ်သည်စက်ပစ္စည်းစာရွက်စာတမ်းများပျောက်တက်ပျက်စီးဆုံးရှုံးတတ်သည်အထူးသတိထားပါခေါင်းမူကောင်းကြိုက်တာမျိုးတွေဖြစ်တတ်သည်ချစ်သူစီမှမမျှော်လင့်ပဲလက်ဆောင်ရတတ်သည်နှစ်ကိုးပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာပန်းရောင်ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာကိတ်မွန်ကတ်လူပါတောက်ကြသားသမီးများအားလုံးကိုစိတ်နှစ်ဖြာချမ်းသာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတောက်ကြသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရမင်းအင်ဇလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါသူည9560 649တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်စနေသားသမီးများအတွက်တနေ့တာဟော့စတန်အလုံးမှာနာမည်ကုန်သတင်းကြော်ကြားမိအလုံးနှင့်ပတ်သက်ပြီးကံခွင့်လန်းအဖက်ဖက်မှကောင်းနေသည်စီးပွားလူမှုရေးကိစ္စများအားလုံးအဆင်ပြေနေမည်နေဖြစ်သည်ကိုလက်ရရန်နာမျိုးဖြစ်တတ်သည်ချစ်သူစီမှသတင်းကောင်းကြရမည်ငါးကိုးပါသောကဏ္ဍများအကျိုးပေးပြီးကံကောင်းသောအယောင်မှာအဝါရောင်နှင့်အနက်ရောင်ဖြစ်သည်ရတရာမိမိအိမ်ရှိဖျားမှာမုံဟင်းခါကတ်လှူပါစနေသားသမီးများအားလုံးကိုစိတ်နှစ်ဖြာချမ်းသာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေစနေသားသမီးများအတွက်တိုက်ဆိုင်မှန်ကန်ပါကကိုမန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာမရမင်းအင်ဇလီနှင့်ဗေရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါသူည9560 649တို့ဘိုက်ပါမှတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်မြမရိုးရဗေဒင် channel မှာနာမည်ကြီးဗေဒင်ဆရာများဤနေ့စဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလစဉ်ဟောစတန်များနှစ်စဉ်ဟောစတန်များနှင့်ဘဝတသက်စာဆောင်ရန်ရှောင်ရန်များနှင့်ရတာတို့ကိုပါအချိန်နှင့်တပြေးညီတိကျသေးချစွာတင်ဆက်ပေးနေလို့မြမရိုးရဗေဒင် channel လေးကို subscribe လေးနှိပ်ပြီးအသစ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နော်